အမြုပ်သုံးစရာမလိုပဲနဲ့ညနေအထိကျွတ်နေစေမဲ့ KFC စတိုင်းကြက်ကြော်အဆက်ကလေးကြော်ပါမယ်ရှင်။အဲ့ဒီတော့ကြက်ပေါင်သားကိုဓာတ်ရတစ်ချက်နဲ့ဖွင့်ထားပေးလိုက်ပါတယ်။အရသာအတွက်စားအော်ရီဂါနိုငရုတ်ကောင်းမှုအဖြူကြက်သားမုံနဲ့ငရုတ်သီးမုံတို့ကိုထည့်ပြီးတော့အနည်းဆုံး2 နာရီနှက်ထားပေးလိုက်ပါတယ်ရှင်။ဒါလေးကအကျော်မှုတ်ခေါ်တမ်ပူရာမှုတ်ကိုရေကြဲကြဲလေးနဲ့ဖြောထားပေးတာပါ။ပြီးရင်တော့ကြက်သားတွေကိုအထွေထွေတုံးဂျုံမှုတ်နဲ့အရင်ကပ်ပေးရပါမယ်။ပြီးရင်တော့မုံနှစ်ရေကျဲတဲ့ပြန်နှစ်ပါမယ်။နောက်တစ်ခေါက်ဂျုံမှုတ်ပြန်ကပ်ပေးပါ။ဆိုတော့ကမုံနှစ်ထဲကို2 ခါနှစ်ပြီးတော့ဂျုံမှုတ်နဲ့2 ခါကပ်ပါတယ်။နောက်ဆုံးမှာတော့ပိုနေတဲ့ဂျုံမှုတ်လေးတွေကိုတေချာလေးခါချပေးပါ။ဒါမှဒါကြော်တဲ့အခါမှာစီတွေကမဲမသွားဘဲနဲ့စီတန်ဝါလေးကျန်နေပါလိမ့်မယ်ရှင်။ကျန်နေတဲ့ဂျုံမှုတ်တွေကိုကိုရီးယားစတိုင်ပန်ကိတ်လေးလှုပ်ရှားလို့ရပါတယ်နော်။လုံနည်းဗီဒီယိုလေးကို comment မှာ link လေးချထားပေးပါမယ်ရှင်။မီးအလဲအလတ်နဲ့ရွှေအိုရောင်တန်းဒီအထိကြော်ပေးလိုက်ပါ။အတွင်းသားဆူဆူဂျူစီလေးဖြစ်ပြီးတော့အပြင်သားကကျွတ်ကျွတ်လေးနဲ့အရန်ကိုစားကောင်းတဲ့ KFC စတိုင်ကြက်ကြော်အဆက်ကလေးရပါပြီရှင်။အဆုံးထိကြည့်ပေးတာကျေးဇူးပါရှင်။